နင်းပင်ကိုဟလောင်ပေး online ဆိုပြီးတော့ပြောကြပါတယ်ပင်လယ်ရေပြင်ပေါ်တင်တာမကပဲနဲ့ခုံးပေါ်ကနေပါပင်လယ်ထဲကလိုထုံးချုပ်တောင်ကြီးတွေထိုးထွက်နေတဲ့ပုံပြင်ဆန်ဆန်အရန်လာတဲ့နေရာတစ်ခုပါစပားကင်းတွေအခွေးကောက်တဲ့မြစ်ချောင်းတွေကြားထဲမှာတောင်တန်းကြီးတွေကမတ်မတ်ထိုးထွက်နေတာမို့လို့ဒီလိုနာမည်တွင်ခဲ့တာဖြစ်ပါတယ်ပြီးခဲ့တဲ့ဗီဒီယိုမှာတော့တမ်ကောက် river ထဲမှာလေစီးတဲ့ခီးစဉ်ပြီးသွားပြီဆိုတော့အခုကျွန်တော်တို့နင်းပင်ရဲ့ဒန်နာရီလာနေရာတစ်ခုစီကိုဆက်ပြီးတော့သွားကြပါမယ်အဲ့ဒါကတော့ Henmoor ဒါမှမဟုတ် Moor Cave လို့လူသိများတဲ့နေရာပဲဖြစ်ပါတယ်ဒီနေရာဒီတောင်ထိပ်စီကိုရောက်ဖို့အတွက်ကျွန်တော်တို့လေကားတစ်ပေါင်900နီးပါးလောက်ကိုတက်ရတော့မှာပဲဖြစ်ပါတယ်အခုကျွန်တော်တို့သွားနေတာ Moor Cave ပါMoor Goo ပေါ့နော်ဒါပေမဲ့ Goo ဆိုပေမဲ့လည်းအောက်ထပ်မှာ Goo ရှိမယ်အပေါ်ထပ်မှာအပေါ်မှာကတောင်တက်ရပါမယ်စုပေါင်းဆိုလို့ရှိရင်လေကတစ်900ကျော်လောက်တက်ရမှာပဲကျွန်တော်ဒီကနေလမ်းကျင်တော့အပေါ်မှာ Temple Stay ကမြင်နေရပါတယ်ဆိုဒီလမ်းနဲ့သွားမှာပါ Moor Cave ဆိုတဲ့နာမည်ကဘာလို့ပေးထားလဲဆိုတော့ဗီယက်နမ်ဘာသာနဲ့ Moor ဆိုတာက dancing လို့အဓိပ္ပာယ်ရပါတယ်ရှေးခေတ်တုန်းကဂျန်မင်းဆက်ဘုရင်တွေကဒီကူတွေကိုလာပြီးတော့ကကြေတဲ့တွေရဲ့အကအလှတွေကိုကြည့်ရှုခန်းစားအနားယူခဲ့ကြလို့ dancing cave လို့အမည်တွင်ခဲ့တာလည်းဖြစ်ပါတယ်ဒါပေမဲ့အခုတော့ဘုရင်တွေအနားယူခဲ့တဲ့ဂူထက်ဆိုင်ကျွန်တော်တို့အတွက်ကတော့ဒီနေရာကကျွန်တော်ကျွတ်တက်အောင်တောင်တက်ရမယ့်နေရာလို့ပဲပြောရတော့မှာပါTiger Cave ကိုကျော်လိုက်ရင်တော့ဗီယက်နမ်ဘာသာနဲ့ဆိုရင်တော့နွေငឹက်လောင်လို့ခေါ်တဲ့လေးလျောင်းနေသောနှခါတောင်စာရနဲ့အတူတောင်တက်လန်းကိုစတင်ပါပြီကျွန်တော်ဒီကနေစတက်ရမှာပါဒီကနေဆိုလို့ရှိရင်လေကားချက်ပေါင်း900ကျော်လောက်တက်ရမှာပါ900ကျော်ဆိုတော့တကယ်တမ်းအများကြီးတော့မရှိပါဘူးမိနစ်20လောက်ဆိုတော့ရောက်ပါပြီပေါ့ So let's go လေကားတွေကိုစတက်လိုက်တာနဲ့အောက်မှာစပားကင်းတွေရေပြင်နဲ့လေကားတွေပုံစံလမ်းလျှောက်လမ်းလေးတွေကိုစီးမိုးပြီးတော့မြင်လာရပါတယ်ဘေးမှာဘာဝတောင်တန်းကြီးတွေနဲ့ရေကန်ကြီးတွေကလည်းရှိတော့မြင်ကွင်းကအတော်လေးကိုစိတ်ကြည်နေဖို့ကောင်းလာပါတယ်လမ်းလျှောက်မှာလည်းဗီယက်နမ်အလန်နီနီလေးတွေစိုက်ထူထားအောင်လည်းတွေ့ရပါတယ်တော့ရောက်လာပါပြီတော့ကြော်လောက်မှာမြင်ရတဲ့ view ကတော်တော်လှပါတယ်ပုံမှန်တော့တိတ်တော့မလို့တော့ပါဘူးဟိုင်း He's a goat တောင်တက်လန်တော့မှာပဲမထင်မဲ့ပဲတောင်ဆဲလေးတစ်ခေါက်နဲ့ဆောင်ခဲ့ပါသေးတယ်လူတွေလုံးဝမကြောက်ဘဲနဲ့တောင်ပေါ်မှာအေးဆေးရှောက်သွားပြီးတော့အဆာစားနေတာတွေ့ရပါတယ်တောင်ထက်ကိုလမ်းကြည့်လိုက်ရင်တော့ဇေဒီတော်ပုံစံဘဂိုရာပစ်ကိုအလန်နီလေးတွေကြားရခံညာဆိုတွေ့ရမှာပါဒီနေရာရောက်ရင်တော့လမ်းခွဲရနှစ်ခုရှိပါတယ်ညဘက်လမ်းကတော့တောင်ထိပ်မှာငကားရုပ်ကြီးရှိတဲ့ Dragon Peak ကိုသွားတာဖြစ်ပြီးတော့ဘယ်ဘက်လမ်းကတော့ Pagoda Peak စီကိုရောက်တာဖြစ်ပါတယ်ကျွန်တော်တို့ကတော့ရှူခွန်းနဲ့အလှဆုံးအပြည့်မြင်ရမယ် Dragon Peak စီကိုပဲဆက်ပြီးတော့သွားခဲ့ပါတယ်ဒီလိုရာသီဥတုနဲ့ဒီလိုလမ်းကြောင်းလေးတွေနဲ့အနောက်က view နဲ့ကျွန်တော်တို့ဟိုငငယ်ကတက်ချီယိုတောင်ခြေလင်တက်တာတော့သွားပြီးတော့တတိယလူတွေအများကြီးနဲ့နေနေကင်းနေဝင်ချင်းအချိန်လေးနဲ့ပေါ့နော်နောက်ကလည်းတောင်းလေးမြင်နေရတယ်နောက်က view နဲ့တော်တော်ကြီးလာတယ်ဟိုဘက်မှာစပားကင်းနေနောက်ဘက်မှာကတောင်နဲ့အပေါ်မှာ temple နဲ့တော်တော်လာကြတောင်ထိပ်ကိုလည်းရောက်ခဏနေပြီ
ဝင်ပါဆိုဒီဘက်ကတောင်ထိပ်ပါနောက်က view point တော့လှတယ် đi lên tiếp trên kia đi ဝေါပေါ်ရောက်လာလေလေမြင်ကွင်းကပို့ပြီးလှလေလေပါပဲအောက်မှာကွေးကွေးကောက်ကောက်စီးစင်းနေတဲ့မြစ်ချောင်းကြီးနဲ့စပါးကင်းစိမ့်စိမ့်တွေကိုတဘာဝတောင်တန်းတွေကြားထဲမှာနေဝင်ခံနေချိန်မြင်ရတာအရန်ကိုလှနေတော့တာပါပဲရှုခင်းတွေကပင်ပန်းခဲ့ရတာတွေအားလုံးစက္ကန့်ပိုင်းအတွင်းမှာလုံးဝပျောက်ကွယ်သွားရလောက်အောင်ကိုတန်လုံးပါတယ်အဲ့ဒါကြောင့်မို့လဲဒီနေရာတကယ်ကို Great Walls of Vietnam လို့အမည်တွင်တာမဆန်းပါဘူး so dapat huwag tayo natapak dun sa black stone တော့ခံနေပါပြီဟိုတောင်ထိုင်းမှာလူတွေအများကြီးပါပဲမိုးကေဖ်ရဲ့နာမည်ကြီးနဂါရုပ်ထု Dragon Statue ရတာအပေါ်မှာအများကြီးပါပဲခင်ဗျာမိုးကေဖ်ရဲ့ထိတ်ဆုံးမှာရှိတဲ့တောင်ထိပ် Dragon Peak ကိုတက်ရတာတကယ်ကို adventure ပါပဲဒီနေရာကတော့ခုနကလိုလေကရက်တွေအေးအေးဆေးဆေးတက်ရတာမျိုးမဟုတ်တော့ပါဘူးဒီ Dragon နဂါရုံနဲ့ဓာတ်ပုံရိုက်ဖို့အတွက်ကနောက်မှာလူတွေအများကြီးတန်းစီနေရတယ်မနေ့တွေ့တက်ပြီးတော့တန်းစီနေကြတယ်စီဝေါတေးသေးချာချာတတိထားသွားရတဲ့နေရာရောက်လာပါပြီအမြင့်ကြောက်တဲ့သူတွေအတွက်ကတော့အဆင်ပြေမှာမဟုတ်ပါဘူးကြောက်တောင်ကြောက်ချုံးတွေပေါ်မှာတတိထားပြီးတက်ရသလိုငကားကောင်းရုပ်ထုနာမှာဓာတ်ပုံရိုက်ဖို့လူတွေတန်းစီနေရလဲမနှဲပါဘူးဗျာတန်ချိုးလေးတွေကိုကိုင်ပြီးတော့တလှမ်းချင်းတတိထားရှောက်ရတော့တော်တော်ကြီးရင်သုံးစရာပါပဲဒါပေမဲ့တောင်ထိပ်ကနေအောက်ကိုစီးမိုးပြီးတော့ကြည့်လိုက်ရတဲ့မြင်ကွင်းကတော့တကယ်ကိုရင်သက်ရှုံမောစရာမြင်ကွင်းပါပဲမြစ်ထဲမှာလှေစီးနေကြတဲ့ခီးသွားတွေကိုမြင်ရတာရဲ့ဟိုးဝဲကြီးတိတောင်တန်းတွေကပကြီးကတစ်ချက်လို့စီတန်းနေတာရဲ့အဲ့ဒါကြောင့်မို့လို့လေဒီ Moor Cave view ကနင်းပင်အလှဆုံး view point တစ်ခုလို့သတ်မှတ်ထားခြင်းခံခဲ့ရတာပဲဖြစ်ပါတယ်ဒီတောင်ထိပ်ကတော်တော်လေးကိုအန္တရာယ်များပြီးတော့မတ်ဆောက်ပေမဲ့ဒီလိုအသေးရစရာကြောက်ဆောင်တွေပေါ်မှာတတိထားလမ်းလျှောက်ရင်းနဲ့ရှုခင်းတွေကိုကြည့်ရတဲ့အခိုက်အတန့်ကတော့ရင်ခုန်စိတ်လှုပ်ရှားမှုအပြည့်အဝပေးနိုင်တဲ့တကယ်ကိုအမိုက်စားခံစားချက်တစ်ခုပါပဲဟိုးရှေ့တော့ဘီယန်တွေအနားယူခဲ့တဲ့ဒီ Moor Cave တောင်ပေါ်ကနေဟလောင်ဘေး online လို့ခေါ်တဲ့နင်းပင်အလှတရားတွေကိုကြည့်ရတာတကယ်ကိုအမတ်တရအရှိဆုံးခိုက်တွက်နေတဲ့တစ်ခုပဲဖြစ်သွားခဲ့ပါပြီဆိုတော့ဒီဗီဒီယိုလေးကိုကြိုက်နေတတ်တယ်ဆိုရင် like and share လုပ်ဖို့နဲ့နောက်ထပ်စိတ်လှုပ်ရှားစရာခရီးစဉ်တွေကိုလည်းကျွန်တော်နဲ့အတူတူဆက်ပြီးတော့ကြည့်ဖို့ subscribe လုပ်ထားကြဖို့မမေ့ကြပါနဲ့နော်နောက်ဗီဒီယိုတစ်ခုမှပြန်ဆုံပါမယ် bye bye